ကိုကျော် ကိုလေးနဲ့ပရနာဘယ်လိုပုံလုံးပြောလဲပြောတာ စိုက်တယ်ပေါ့ အဲ့လိုမျိုးနေကောင်းပြောင်းဆောက်ရှောက်ပါဘူးတကယ်ပြီးပြီးသားလားရောက်တယ်ဒီမှာပြည့်ကြတဲ့ဆရာတွေရောက်ကြလာတယ်ဒီမှာပဲနဲ့ဆရာတို့မလာတာနှစ်ပတ်လောက်ရှိလာအဲ့ဒီကလာလိုက်တယ်ကျမတို့ဘလုံးအနာတွေကလာအနာလေးကိုအများကြီးပဲဒီဂျိုင်းတွေရောဒီတယ်ရင်းတွေရောအများကြီးပဲဆရာကောင်းနေတယ်ဆရာတွေကဟိုသူကောင်းပေးခဲ့တယ်သူလည်းသူကောင်းပေးခဲ့တယ်စေကန်းနဲ့သွားတယ်ပေါ့သွားတယ်ပဲချက်ချင်းမပြောင်းနိုင်တဲ့အကြောင်းကိုပြောပြဒါဖရားရဲ့တဘိုးပါလို့တော့ချက်ချင်းပြောက်တာဖြစ်ပါတယ်ဘုံလုံးဆိုတော့တရက်သေးလေးရလေးတရက်သေးလေးရတရက်သေးသူတောင်းလာလေးတယ်ခဏကကြာလုံးလုံးမရှိတော့အမှန်ပြောဒီကဂျိုင်းနေတယ်ဂျိုင်းပြအိမ်ဝင်လာပြတယ်ဂျိုင်းနေပဲသူဒီညတော့ဘုံလေးရောတကယ်ကိုလေးဒီဖရားကောင်းရပါတယ်ဒီဖရားကိုရဲရမအားလဲလာကြဟိုကဘုံလုံးဟိုရလို့မလာဘူးရေလို့လည်းရှိရအောင်ပေါ့နော်အများအားလေးလာနိုင်ကြပါလာနိုင်အောင်ကြိုးစားကြပါလို့ညာပြောလိုပါတယ်ရောက်စီတိုင်း တရားစီတိုင်းအောင်လုပ်ပေးပါဦး အာမင်